ဆန်လေးထည့်ပေးပါအောင်ဆန်လေးကိုဒီခွက်လေးနဲ့ထည့်ပေးအောင်မဖိတ်အောင်ထည့်တော့သားနော်ဖြည်းဖြည်းတဲ့အေးမဖိတ်အောင်မဖိတ်နဲ့သားမဖိတ်နဲ့ဖြည်းဖြည်းလို့သားမဖိတ်နဲ့ Oh good job မဖိတ်နဲ့နော်ဖြည်းဖြည်းတဲ့ဖြည်းဖြည်းနဲ့ဟုတ်ပြီထည့်လိုက်အဲ့လိုမဖိတ်ရအောင် no Christopher noအဲ့လိုပြန်ထည့်ရတယ် good job တာဒီထဲလေးထည့်ပေးပါဒီထဲဟာပြန်နှိုက်ပြီးထည့်ဟုတ်ပါတယ်အော်အဲ့လိုလည်းထည့်လို့ရတယ်